ကန်ဆက်တဲ့လူနည်းစုကိုပဲရောက်မှာဖြစ်တဲ့အတွက်ဒီဗီဒီယိုမင်းစီကိုရောက်လာတယ်ဆိုလို့ရှိရင်ဒါလုံးဝတိုက်ဆိုင်လို့မဟုတ်ပါဘူးเนาะတင့်ကို Universe ကကြားသိခြင်းနေတဲ့မကြခင်မှာတင်ကြားဖို့လိုနေတဲ့သတင်းကောင်းကို pick a carry တင်လေးလုပ်ပေးပါမယ်ဒီကက်3ကက်ထဲမှာမင်းရဲ့စိတ်ကိုအလိုလိုဆွဲဆောင်မှုအရှိဆုံးဖြစ်နေတဲ့ကက်တစ်ခုကိုဒီဗီဒီယိုလေးကို pause လုပ်ပြီးတော့စိတ်နှစ်ပြီးတော့ရွေးချယ်လိုက်ပါရွေးပြီးသွားရင်တော့တင့်ရဲ့ကက်ရဲ့သတင်းစကားကိုတူတူနားထောင်ကြည့်အောင်နော်ကက်နံပါတ်1ဒီကက်ကိုရွေးချယ်ထားတဲ့သူတွေအတွက်တော့အောင်ပွဲခံဖို့ပြင်ထားဖို့တာလိုပါတော့တယ်ကိုအကြာကြီးမျှော်လင့်ခဲ့ရတဲ့စိတ်ထဲကနေအရန်ကိုအလိုချင်ဆုံးဆူတောင်းတစ်ခုကတကယ်ပြည့်တော့မယ်ဝေကြီးအလုတ်ကိုင်းဒါမှမဟုတ်ကိုဖြစ်ချင်တဲ့ရည်မှန်းချက်တစ်ခုခုကကိုဖြစ်ချင်တဲ့အတိုင်းကိုစိတ်တိုင်းကျအဆင်ပြေသွားပါလိမ့်မယ်မင်းဖြစ်ချင်တာအကုန်ဖြစ်ခွင့်ရပြီဆိုတဲ့သတင်းစကားမျိုးကိုဂုဏ်ယူရမယ်စိတ်ချမ်းသာမှုပြေဝရမယ်အချိန်ရောက်လာပါပြီဒီကံကောင်းခြင်းကိုလက်ခံရယူဖို့အတွက်ငါဆူတောင်းနေပြည့်ပြီလို့ရေးပြီးတော့ energy ကို claim လုပ်လို့ရပါတယ်ကံနံပါတ်2ဒါဒီကက်ကိုရွေးတဲ့သူတွေအတွက်တော့လမ်းကြောင်းအသစ်တွေပွင့်ဖို့ရှိပါတယ်လက်ရှိနေရလက်ရှိအခြေအနေထက်ကိုပိုပြီးတော့ကြီးမားတဲ့နေရာကိုရွှေ့ပြောင်းရမယ်သတင်းကောင်းတွေလုပ်ငန်းချဲ့ထွင်ဖို့လမ်းစာတွေပေါ်လာပါလိမ့်မယ်ခရီးသွားဖို့ရှိတာမျိုးတွေနေရာအသစ် department အသစ်တစ်ခုခုပြောင်းရတာမျိုးတွေအဲ့လိုသတင်းစကားကောင်းတွေကြားရတတ်တယ်ကိုကြိုတင်ပြင်ဆင်ထားတဲ့ plan တွေအတွက်အကောင့်ထဲပေါ်ဖို့ဒါဟာမီးစိမ်းပြလိုက်တဲ့သဘောပါပဲဒီချက်ပို့ပြီးကြီးကျယ်မြင့်မြတ်တဲ့နေရာကိုတွားရအောင်ဆိုတဲ့တိုးတက်ခြင်းလမ်းစာတွေပွင့်လာပါလိမ့်မယ်။စွန့်စားရတဲ့စိတ်လေးသာမွေးထားပါတဲ့။ဒီအောင်မြင်မှုကိုဆွဲဆောင်မှုဆိုရင် comment မှာငါလမ်းတွေပွင့်သွားပြီလို့ရေးပြီးတော့ energy ကို claim လုပ်လိုက်ပါ။ကဲ number 3စိတ်လှုပ်ရှားစရာ offer အစ်စ်ဒါမှမဟုတ်လို့ရှိရင်စိတ်ကူးတောင်မရင်ဘူးတဲ့နေရာတစ်ခုကိုသွားရဖို့မမျှော်လင့်ထားပေးနဲ့သွားရဖို့သတင်းစကားရှိပါတယ်အရန်ကမှပြိုးဝဖြစ်ပြီးတော့ချစ်စရာကောင်းတဲ့ energy မျိုးပါအလုပ်တွေ project တွေဒါမှမဟုတ်ရင်ကိုလုပ်ချင်တဲ့တစ်ခုခုကနေပြီးတော့ feedback ကောင်းကောင်းရုပ်တရက်ရလာတတ်ပါတယ်မင်းတို့အခွင့်အရေးကောင်းတစ်ခုရှိတယ်လုပ်ကြည့်မလားဆိုတော့ရင်ခုန်စရာကောင်းတဲ့ offer မျိုးတွေကြားရပါလိမ့်မယ်မမျှော်လင့်တဲ့ကံကောင်းခြင်းတွေရဖို့အတွက် comment မှာငါအကုန်လုံးအဆင်ပြေနေပြီလို့ရေးပြီးတော့ energy ကို claim လိုက်ပါဒီနေ့ဖတ်သွားတဲ့ဒီကက်3ခုလုံးရဲ့ energy ကအင်မတန်မှ positive ဆန်ပြီးတော့ energy မြင့်တဲ့အတွက်အရန်ကို congratulation လုပ်ပါတယ်ဒီဗီဒီယိုလေးကို like save share လုပ်ပြီးတော့ universe ရဲ့အကောင်းဆုံးကောင်းခြင်းတွေကိုအတူတူဆွဲယူလိုက်အောင်เนาะ